တရားပဲနာကြတရားပဲနှလုံးသွင်းကြဂဏိသာသနာတော်နှစ်1555ခုနှစ်ခရစ်သက္ကရာ1393ခုနှစ်တပေါင်းလာဇန်4ရက်နေ့ည9:42 မိနစ်အချိန်မန္တလေးဒေသတိုင်းကြီးမန္တလေးတိုင်းဒေသကြီးမန္တလေးမြို့အောင်မြသာဇန်မြို့နယ်14လမ်းရန်ကင်းလမ်းတွေအောင်တမာရီဓမ္မခမ်းမအတွင်း၌9ကြိမ်မြောက်မိုးကုတ်ဝိပဿနာအထုအလုပ်ပေးတရားစခန်းပွဲ4ရက်မြောက်ညတရားပွဲဆိုတော့ဖယားရှင်ကိုရောမြတ်ထားတော်မူခဲ့တဲ့ဓမ္မခန္ဓာများကိုဆရာထားပြီးတော့ဘုန်းကြီးတို့နဲ့တကွအခုတရားနာကြတဲ့တရားဓမ္မတို့အပါအဝင်ကျွထိုက်တဲ့သတ္တဝါမှန်သမျှကိုအပေစင်းရဲတန်ရာစင်းရဲကပြုအောင်လို့အောင်ကဲတင်သွားတော်မူတဲ့ယန္တာတစုဖြစ်တော်မူသောကျေးဇူးတော်ရှင်အက္ကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဖယားရှင်ကိုယ်တည်းလုပ်ပြီးတော့ခန္ဓာဉာဏ်ရောက်သစ္စာဆိုင်အောင်ဆုံးမဟောကြားသွားတဲ့တရားများကိုဥထိတ်ထားလို့ဒီဥပနိတ္တယအတိုင်းပဲအခုတရားနာကြတဲ့တရားဓမ္မများကိုတရားနဲ့ပဲကျေးဇူးပြုကြပါစို့ဆိုတော့တရားဓမ္မများမှာသစ္စာမသိပဲနဲ့ကုသိုလ်ဒါနလုပ်ခဲ့တော့အဝိဇ္ဇာပစ္စယသင်္ခါရဖြစ်တယ်လို့မှတ်ကြမှန်ပါဒိဋ္ဌိမပြုတ်သစ္စာမသိပဲနဲ့လုပ်ရင်နော်မှန်ပါအဝိဇ္ဇသစ္စာမသိလို့ဒိဋ္ဌိမပြုတ်တာကအဝိဇ္ဇာကုသိုလ်လုပ်တာကသင်္ခါရပေါ့ဒါကြောင့်အဝိဇ္ဇာပစ္စယသင်္ခါရ
ဒါသစ္စာမသိဘဲနဲ့ဒါနပြုကြတဲ့ပုဂ္ဂိုလ်တွေသီလဆောင်ကြတဲ့ပုဂ္ဂိုလ်တွေပရိစိတ်ပြီးကြတဲ့ပုဂ္ဂိုလ်တွေသာကျွေးမှုမရကျွေးမှုလုပ်တဲ့ပုဂ္ဂိုလ်များရဲ့ဖြစ်စဉ်လို့ရှိဥစွာမှတ်နော်မှန်ပါဗျာအဝိဇ္ဇာပစ္စယသင်္ခါရဆိုတော့အဝိဇ္ဇာအထက်နာမှာကိလေသာဝိလို့ပြထားတာမြင်ရတယ်နော်မှန်ပါဗျာသင်္ခါရအထက်နာမှာကာမဝိလို့ပြတာတွေ့ရတယ်နော်မှန်ပါဗျာသစ္စာမသိဘဲနဲ့ကုသိုလ်လုပ်ခဲ့တော့တဲ့ဝိနဲ့ပြောတော့ကိလေသာဝိနဲ့ကာမဝိဖြစ်တယ်လို့မှတ်ကြမှန်ပါဗျာအဲ့ဒီကိလေသာဝိနဲ့ကာမဝိကိုပဲအတွင်းမှာထောက်လိုက်တယ်သမုဒိယသစ္စာလို့ဒီမှာပြတယ်နော်ဟောဘာသစ္စာလဲဒါပြင်ဒိဋ္ဌိမပြုတ်သစ္စာမသိဘဲနဲ့လှုပ်တဲ့အလုပ်မှန်ကသစ္စာနဲ့ကြီးတော့သမုဒိယသစ္စာဖြစ်တယ်လို့မှတ်ကြမှန်ပါဗျာသမုဒိယသစ္စာဆိုရင်တော့သမုဒိယသစ္စာသဘောကအာယုဟနတောနိဒာနတောတန်ယောဂတောပလိဘောဓတောလို့ကဘုရားကဟောတော့အာယုဟနတောဒုက္ခဝိတုဒုက္ခမှုကိုတခုမကြံတရားမစဲအမြဲတည်းစုနေတာသည်တရားလားသမုဒိယသစ္စာလားသမုဒိယသစ္စာကဒုက္ခတွေစုတယ်နော်နိဒာနတောဒုက္ခဝိတုဒုက္ခမှုကိုတခုမကြံတရားမစဲအမြဲတည်းမရောက်အောင်ရော့အင်းလို့ဆောင်းနှင်းစီအပြီးဆောင်ဘုဒ္ဓတာတရားလားသမုဒိယသစ္စာလားအဲ့ဒီသမုဒိယသစ္စာကဒုက္ခတွေစုပြီးတော့အဲ့ဒီလိုစုရတဲ့ဒုက္ခတွေကိုတဲ့ကျုပ်တို့ခမရတို့ကြီးကိုမရောက်အောင်ပို့တဲ့ဟောဒါပေမဲ့ဒုက္ခစုရလဲသမုဒိယဒုက္ခတွေရောက်အောင်ပို့တာလဲသမုဒိယတန်ယောဂတို့ဒုက္ခဝိတ္တိဒုက္ခမှုနဲ့တခုမကြံတရားမကွဲအမြဲမကွေရှင်တွဲချီနှောင်တို့ဖွဲ့ပြီးတဲ့တရားလားသမုဒိယသစ္စာလားသမုဒိယသစ္စာကဒုက္ခတွေနဲ့ကျုပ်တို့ခမရတို့နဲ့ခွဲလို့မရအောင်တန်ရိုးစဉ်ကျုပ်နဲ့တုတ်ပြီးသွားတယ်တဲ့ဟောဒါပြင်ဒုက္ခစုတာလဲသမုဒိယအဲ့ဒီဒုက္ခတွေရောက်အောင်ပို့တာလဲသမုဒိယအဲ့ဒီဒုက္ခတွေနဲ့ခွဲလို့မရအောင်လုပ်တာလဲသမုဒိယကဲသမုဒိယသဘောကိုနည်းနည်းလေးနားအောင်ဉာဏ်နဲ့ထောင်းရနော်တခါပလိဘောဓထိုထွေးရလန်ခီမက်ခီကိုတားဆီးနှောင့်ရက်အမြဲတမ်းပြပင်ကန့်ကွက်တာတရားလားသမုဒိယသစ္စာလားသမုဒိယသစ္စာကနိဗ္ဗာန်ရောက်မဲ့နေရာအပေလေးပါလွတ်မဲ့သူကကန့်ကွက်တဲ့ရှင်းရတယ်နော်အပေကြမဲ့နေရာဒုက္ခရောက်မဲ့နေရာသမုဒိယသစ္စာကအတင်းတွန်းလွတ်တဲ့ဟောသမုဒိယသဘောလေတဲ့သမုဒိယသဘောကိုကျင်နာထောင်လိုက်တော့အလွန်ကြောက်စရာကောင်းတဲ့ဘဝရောက်သွားတာပေါ့ဘာကြောင့်ကြောက်တော့ကြောက်စရာကောင်းသမုဒိယဒီဒုက္ခတွေကိုစုတယ်စုတဲ့ဒုက္ခတွေကိုကျွတ်တုစီရောက်အောင်ပို့တယ်ပို့တဲ့ဒုက္ခတွေကိုခွဲလို့ခွာလို့မရအောင်တန်ရုံးစဉ်ကျွတ်နဲ့ချီးတုပ်ပြီးတယ်တကယ်နိဗ္ဗာန်ရောက်မဲ့နေရာအပေလေးမလွတ်အောင်ကြတယ်ဖြည်းဖြည်းနဲ့အပေကြမဲ့နေရာဒုက္ခရောက်မဲ့ရဲ့သကောင်းကျိုးနှုတ်တယ်သူပဲဒါပေမဲ့ဒီသမုဒိယသဘောဒီဝင်းမြောက်เสียလဲကြောက်เสียလားဒါပေမဲ့အဲ့ဒီကြောက်เสียသမုဒိယသစ္စာကိုဘလူဒီလောက်ကြတော့လို့မေးရင်သစ္စာမသိတဲ့ပုဂ္ဂိုလ်များလောက်ကြတယ်လို့မှတ်ကြဒါကြောက်เสียကောင်းတာဘယ်မှာပေါ်တုံးဆိုတော့နံပါတ်1မှာအဝိဇ္ဇာနဲ့သင်္ခါရလုတ်ပြီးတော့တိနေနေကြာမှာကြည့်တော့သိလိုက်တော့သင်္ခါရပစ္စယပါတယ်ဝိညာဏဟောနှစ်ကွက်ရောက်သွားပြီနော်နှစ်ကွက်ကဒုက္ခသစ္စာလို့မပြဘူးလားဒါပေမဲ့အဲ့ဒီဒုက္ခသစ္စာကရခြင်းလို့ရတာမဟုတ်ပါဘူးတဲ့အတိတ်ကတုန်းကသမုဒိယလုတ်ခဲ့လို့ရတဲ့ဒုက္ခပေါ့ဒုက္ခသဘောကလည်းတာမန်ဒုက္ခလို့မထင်နဲ့နော်ဒုက္ခသဘောကိုပြောရမယ်ဆိုရင်ပိလနထောကိညာပုဂ္ဂိုလ်ညာဓမ္မဖြစ်ရစ်စေယုံမဲ့အမြဲတမ်းနှိမ့်ဆက်တဲ့တရားလားခန္ဓာလားခန္ဓာပါဗျာဒါကြောင့်ဒီကဏ္ဍဘာသစ္စာတော့ဒုက္ခသစ္စာပါဗျာသင်္ကတထုတ်တဏှာရွက်လက်သမဤဆိုးဝါးယုံမှာပြုပြင်ရကိုရံခံမလို့ခံရမခံရခံရပါဗျာဒါကြောင့်ဒီကဏ္ဍဘာသစ္စာတော့ဒုက္ခသစ္စာပါဗျာတဏ္ဍပါတောကိလေသာမိဒုက္ခမင်းညင်းညစ်တော့ပြောအမြဲတမ်းလောင်မြတ်ခြင်းခံရတာလဲတရားလားခန္ဓာလားခန္ဓာပါဗျာဒါကြောင့်ဒီကဏ္ဍဘာသစ္စာတော့ဝိပရိနာမထောငကုကန့်ကံမတိနေပဲရင်းရံပြူကွဲအမြဲတမ်းဖောက်ပြန်ပြည့်စည်တာတရားလားခန္ဓာလားခန္ဓာပါဗျာဒါကြောင့်ဒီခန္ဓာဘာသစ္စာတော့ခန္ဓာရဲ့သဘောကိုကျဉ်းကျဉ်းနဲ့လူရင်းပြောရင်တဲ့ခန္ဓာသည်တဲ့ခန္ဓာရတဲ့ပုဂ္ဂိုလ်ခန္ဓာကအနှိမ့်ဆက်တယ်လို့မှတ်ကြတယ်ဒါကဒီခန္ဓာရတဲ့ပုဂ္ဂိုလ်တဏှာရဲ့အနှိမ့်ဆက်ကိုလည်းခံရတယ်လို့မှတ်ကြတယ်ဒီလိုအနှိမ့်ဆက်ခံနေတဲ့ကြားထဲမှာကိလေသာမိတွေလောဘမိဒေါသမိမောဟမိလည်းအမြဲတမ်းလောင်မြချင်းခံရတာခန္ဓာလို့မှတ်ကြပြီးတော့ဖောက်ပြန်တဲ့နေရာမှာလည်းနှစ်ယောက်မရှိအောင်ဖောက်ပြန်တာနော်ခန္ဓာကဖောက်ပြန်လိုက်တဲ့ခွေးနာများနေရာမရတယ်လို့ခန္ဓာဖောက်ပြန်တယ်ကိုကြည့်တော့ခန်းနေရတယ်မှန်ပါခွ
ခွေးလေးတကောင်ဝဲပေါ်လို့အနာရတော့ဒီခွေးလေးငြိမ်းမှမလားငြိမ်းပါဘူးဗျာအပေါ်တက်လိုက်အောက်ဆင်းလိုက်တန်ရဖို့အိတ်လိုက်တော့ဒီကရင်မိုးတက်လိုက်ပြားတဲ့ဝက်လိုက်ခွေးလေးဖြစ်တွေ့လေမှန်ပါအဲ့ဒီမှာလဲကျွတ်တော့အဲ့ဒီခွေးလေးပမာလို့ပဲတဲ့မင်းတို့မှာခန္ဓာကဖောက်ပြန်တော့အစောကြီးထွေးရလူထွေးရနေမြင့်မှပြန်လာလို့ပြန်ရတခါလေးလမ်းအစအတော့မကြီးလို့မစားခဲ့ရတခါလေးပဲမိုးဟဲပြီးအင်းကြဘုထိုင်တယ်လို့အမိုးဆိုင်တဲ့အခါလဲဆက်ရဒီလိုနေမနေရဘူးလားဗျာဒါကြောင့်ဒီခန္ဓာဘာသစ္စာလားအဲ့ဒီခန္ဓာဆိုရဒုက္ခသစ္စာကြီးဘာကြောင့်ကျွတ်တို့ခဏိရနေတော့မေးရင်နံပါတ်1မှာကြည့်လိုက်တော့အတိတ်အကြောင်းကသမုဒိယသစ္စာလုတ်ခဲ့လို့ဒီသမုဒိယသစ္စာကလည်းဘာကြောင့်လို့မသစ္စာမသိလို့ရှင်းရတယ်နော်ဒါပေမဲ့နောက်ဆုံးမိတရားခံတော့သစ္စာမသိတာပဲသစ္စာမသိတိုင်းဘာဒီပဲလုတ်နေသမုဒိယသစ္စာဖြစ်နေတယ်လို့မှတ်ကြသစ္စာမပြေဘဲနဲ့ဒါနပြုခဲ့တော့လေဘာသစ္စာဖြစ်တယ်သစ္စာမသိဘဲနဲ့သီလဆောင်ခဲ့တော့ဘာသစ္စာဖြစ်တယ်သစ္စာမသိဘဲနဲ့ပရိစိတ်ဘယိယုမေတ္တာဖို့တွေဘာသစ္စာဖြစ်တယ်သစ္စာမသိဘဲသာကျွေးမှုမရကျွေးမှုလုပ်ကြတော့လေဘာသစ္စာဖြစ်တယ်ကဲဒါသမုဒိယသစ္စာဆိုတယ်တကယ်ကြတော့ဝင်းမြောက်เสียလားကြောက်เสียလားဒါပေမဲ့အဲ့ဒီကြောက်เสียသမုဒိယသစ္စာခဏိကရုံးကြိုက်မဖြုတ်ဘယ်နဲ့ကြောင့်လုံနေကြတော့ခန္ဓာကိုယ်ဒုက္ခသစ္စာလို့မသိတဲ့အတွက်သမုဒိယသစ္စာကိုလုံနေကြတယ်လို့မှတ်ကြဒါပြင်သမုဒိယသစ္စာပြည့်တော့နံပါတ်1ကွမှာအနည်း၄ချက်ပြောခဲ့ပြီနော်အဲ့ဒီသမုဒိယသစ္စာဓာန်ချက်နံပါတ်3မှာအနည်း၄ချက်လည်းပြောပြီလို့မှတ်နော်ကိုင်းတာပြည့်တို့ကသစ္စာသိပြီဆိုတော့သစ္စာကိုကြီးဟာဖြစ်ခန္ဓာကိုယ်ကြီးဖြစ်ပြမှုပါသစ္စာဒုက္ခသစ္စာခန္ဓာကိုယ်ကြီးကဥရနာယသိရမွေးရကိုယ်ရမှာမှုဘာသစ္စာခန္ဓာကိုယ်ကြီးကဘယ်တော့မှအလူမကြလို့ဘာသစ္စာကဲအဲ့တော့ဒီသစ္စာလေးကိုကျွတ်တို့ကသိပြီဆိုလိုက်ရင်ပုံစံပြောင်းသွားတော့မနော်သစ္စာသိပြီးတော့ဒါနပြုမယ်သီလဆောင်မယ်ကုသိုလ်တွေလုပ်ကြမယ်ဆိုရင်အဝိဇ္ဇာနေရာမှာအပြုတ်တော့ဝိဇ္ဇာဖြစ်သွားတာတိတ်ကွမှာနော်ဒါပြန်အပြုတ်တော့ဝိဇ္ဇာဖြစ်တော့အပေါ်ကကိလေသာဝိကလည်းပြတ်သွားပါတယ်ဒီတော့သစ္စာတိဒါနလုပ်လိုက်တော့ခုနကဖြုတ်လိုက်တဲ့အာလေးဟာသင်္ခါရဒီဘက်ကဆက်လက်အသင်္ခါရဖြစ်သွားတယ်သစ္စာတိကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်နော်အဝိဇ္ဇာကဘာဖြစ်တယ်ဝိဇ္ဇာဖြစ်ပါတယ်သင်္ခါရကအသင်္ခါရဖြစ်ပါတယ်ဒါကိလေသာဝင်တဲ့ကာမဝိလွတ်သွားပြီလို့မှတ်တော့သစ္စာတိလုပ်တဲ့အတွက်ကိလေသာဝင်တဲ့ကာမဝိကိလေသာဝိကံဝဝိလုဒ္ဓဘယ်မှာသက်တည်ကံပြမလဲဆိုတော့အဲ့ဒီနံပါတ်1ကွဲထဲမှာပဲသမုဒိယသစ္စာနေရာမှာမေဃသစ္စာဖြစ်လာတယ်မှန်ပါသမုဒိယသစ္စာနေရာမှာမေဃသစ္စာဖြစ်ပါတယ်ဒါဒိဋ္ဌိပြုတ်သစ္စာတိကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်များအတွက်ပြောတယ်လို့မှတ်နော်မေဃသစ္စာပြုတဲ့မေဃသစ္စာရဲ့အ내သဘောကနေယနာတောဟိတုတောဒသနာတောအဓိပတိယတောသဘောလေးချက်ဖျားကဟောပြန်တယ်နော်နေယနာတောဝိမဆန်တဲ့နိဗ္ဗာန်ဘက်ကိုထွက်မြောက်စီကြောင်းလမ်းကောင်းအစစ်သည်တရားလားမေဃသစ္စာလားဟိတုတောမကွေ့မထောင်အဖျောင်းကြီးတရားနည်းနဲ့နိဗ္ဗာန်အရောက်ဖို့တာတရားလားမေဃသစ္စာလားဒသနာထုံနေဝင်းလာဝင်ပေါ်ထွက်ထွန်းတို့ရှင်းမြိုင်ဒါနိဗ္ဗာန်ပဲလို့ပိုင်းနဲ့သိနေတာတရားလားမေဃသစ္စာလားအဓိပတိယတို့အဓိသီလအဓိစိတ်ဓာအဓိပညာဆိုတဲ့သီလသမာဓိပညာသိက္ခာ၃ခုရဟန်းမှုတော်တုပြင်မချီကြီးပြီးတုလအထုအမြတ်ဘောသဘောလဲတရားလားမေဃသစ္စာလားကဲမေဃသစ္စာသဘောကြားလိုက်ရတော့မရသည့်တောင်သီးရစရာဖြစ်လာတယ်။ဘာကြောင့်လို့ဆိုမေဃသစ္စာကအကျုပ်တို့အတွက်ကိုနိဗ္ဗာန်ပို့မဲ့သစ္စာဖြစ်သွားလို့ဒါပေမဲ့အဲ့ဒီမေဃသစ္စာဘယ်နဲ့ကြောင့်ဖြစ်ရတုံးဆိုတော့သစ္စာသိပြီးတော့ကျုပ်တို့ကဒါနပြုမယ်သီလဆောင်မယ်ပရိစိတ်မယ်ပြည့်ရွတ်မယ်ကုသိုလ်ကောင်းမှုတွေလုပ်ကြမယ်ဆိုအဲ့ဒါမေဃသစ္စာဖြစ်တာပဲဒါပြင်ဒါနပြုလို့မေဃသစ္စာဖြစ်တယ်ဟုတ်ကဲ့လားဗျာလို့ပြောရင်သစ္စာတိပြုတဲ့ဒါနကြောင့်မေဃသစ္စာဖြစ်သွားတယ်ရှင်းရပြီနော်ဒါပြင်အဲ့ဒီမေဃသစ္စာတွေလို့ပြီးတော့ကျုပ်တို့ကသိလိုက်ကြတော့ယင်သင်္ခါရနိရောဓဝိညာဏနိရောဓသင်္ခါရနိရောဓဝိညာဏနိဝိညာဏနိရောဓဆိုတော့အဇာတိပရိသေရိမဏိတာတခြားလားနိဗ္ဗာန်လားဒါနှစ်အကွက်မှာကျုပ်တို့ကနိဗ္ဗာန်ဖြစ်သွားတယ်နော်ဒါကြောင့်နှစ်အကွက်မှာဒုက္ခသစ္စာနေရာမှာ
နိရောဓသစ္စာလေးဖြစ်သွားပြီသစ္စာသည်ကုသိုလ်ကောင်းမှုလုပ်တဲ့အတွက်နော်တော့နိရောဓသစ္စာပြောတယ်နေတနာတော်ဝိဝေကတော့အသင်္ကတတော်အမတတော်သဘောလေးချက်သည်နိရောဓသစ္စာသဘောနော်နေတနာတော်ကိလေကာမဝိပါကဟုသုံးဝဝိနောင်တန်တရားထုံမှလူမြောက်အောင်မြင်တာတခြားလားနိဗ္ဗာန်လားဝိဝေကတော့နှောက်ရက်တဲ့ရမှန်သမျှမှမကြံရအောင်ကင်းပစိတ်ပြောက်လူမြောက်တဲ့သဘောတခြားလားနိဗ္ဗာန်လားအသင်္ကတတော်အကြောင်းကြောင့်စုတစ်ခုခုမှပြုပြင်ရခွင့်မရှိပဂရိဣယံညိတဲ့တခြားလားနိဗ္ဗာန်လားအမတတော်ငကုအနိဥမသိပဲစိုးပြေမြဲခိုင်ဘယ်တော့မှမပျက်စီးနိုင်တာတခြားလားနိဗ္ဗာန်လားကဲဒီနိဗ္ဗာန်ဘယ်နှကြောင့်ခဏကျွတ်တူမှာရလိုက်တော့ဆိုတော့နံပါတ်1မှာသစ္စာသိလို့မေဃသစ္စာဖြစ်၍နံပါတ်2မှာခဏနိရောဓသစ္စာနိဗ္ဗာန်ရတာပေါ့ရှင်းရတယ်နော်ဒါပြင်သစ္စာမသိ၍လုတ်သိကာလပတ်လုံးကတော့ဖြင့်ဘာဒီပဲလို့ဒုက္ခကအလွဲလို့မရနိုင်ဘူးဒါနပြုလေသစ္စာမသိပဲနဲ့လူရင်ဒုက္ခပဲရမယ်သီလဆောင်လေသစ္စာမသိပဲဆောင်ရင်ဒုက္ခပဲရမယ်ပရိစိတ်ပဲရည်ရွမေတ္တာပို့လေသစ္စာမသိပဲနဲ့လုတ်ခဲ့သောဒုက္ခပဲရမယ်သာကျွေးမှုမရကျွေးမှုလုတ်ခဲ့တဲ့နောက်ဆုံးပြီးဒုက္ခပဲရမယ်ဘာကြောင့်ဒုက္ခရတုံးဆိုသစ္စာမသိပဲနဲ့လို့သမှုရိယသစ္စာဖြစ်သွားတဲ့အတွက်ဒုက္ခသစ္စာရတယ်လို့မှတ်ကြဒါဘာကြောင့်ခင်ဗျားတို့ဒီတရားဒီနည်းညပြောရတော့ဆိုတော့နေ့ဖြင့်ကြတော့ကျွတ်တို့ကသစ္စာကိုပြောတော့မှာကိုသစ္စာပြောတော့အရေးကြီးတဲ့အလှည့်ရောက်တော့တချို့ကအထုပ်ကလေးပြင်သိတိပြန်တတ်တယ်အထုပ်ပြင်ပြီလားတရားဥကနီးနီးလေးပါဟိုတကယ်ပြောတာတချို့ကမသိဘူးသူများအတူကနဲ့တချို့စကားတော့လာဝင်လည်းရှိတော့ရှိတာပေါ့ဗျာဒါပေမဲ့သူတို့ကသစ္စာသိမဲ့သစ္စာပြောမဲ့အချိန်ကြတော့အိမ်ပြန်ခြင်းပြီသူတို့ကအိမ်ကတယ်လီဖုန်းဆက်ပုံကြတယ်ဟိုတယ်လီဖုန်းကဟိုဒီရိုးတယ်လီဖုန်းမဟုတ်ဘူးဟိုဓာတ်သဘုံနဲ့ဆက်လိုက်တာအခုမဆက်ရသေးဘူးလားအိမ်ကလေဟိုတယ်လီဖုန်းဆက်တော့ခင်ဗျားတို့အောက်ကဖင်ကရလားရတော့အိမ်ပြန်တော့ပဲပြန်တော့တိတ်တိခုပြန်ပြေးကြအဲ့တော့ခင်ဗျားစကန်းဝဲဝင်ရကြမနှက်ပဲဖြစ်သွားတာနောက်ဆုံးမိကျတော့သစ္စာဆိုတာကပထမ1ရက်2ရက်3ရက်4ရက်ကိုသစ္စာဟိုးရထုံးတာမရှိဘူးဘာကြောင့်မဟုတ်လို့ဆိုတော့ဥပမာကျုပ်တို့ကချီမြန်းချွတ်ဆိုးတဲ့အချိန်မှာမချွတ်ဖဲနဲ့ဆိုလို့ကြီးချူဆွဲပါမှာဒါပြင်ရှေးပိုင်းကချီမြန်းချွတ်ပြီးမှဆိုးသလို1ရက်2ရက်3ရက်4ရက်ခင်ဗျားတို့ရှိတဲ့ကြီးတွေကိုပြောင်းအောင်ဒိဋ္ဌိဖြုတ်လိုက်ဖြစ်စဉ်ပြောလိုက်နေပြောပြီးတော့မှကြီးလေးစင်လို့ဖြူစင်လာပြီဆိုမှအဲ့ဒီကြီးကိုကိုလူချင်းနဲ့အရောက်ဆိုးရတာဟုတ်ကကြီးမချူဖဲနဲ့ဒီချီဆိုးလို့ဆွဲရည်လှပါမလားအေးအဲ့ဒါကြောင့်1ရက်2ရက်3ရက်4ရက်မှာကြီးချစ်တယ်လို့အမျိုးမျိုးကျွတ်တို့ကခင်ဗျားတို့ကိုကျေးဇူးပြုနေရတဲ့သဘောနော်ခင်ဗျားတို့ကျွတ်တွေจิตသစ္စာမသိဘဲနဲ့ကုသိုလ်လုပ်တယ်ဆိုရင်လည်းဘာနဲ့တူတော့သိဗ္ဗံရပါတယ်ဆိုမယုံရဘူးတဲ့သစ္စာမသိဘဲနဲ့နိဗ္ဗာန်ရတယ်ဆိုရင်မယုံရဘူးဥပမာတယောက်တော့တငယ်ချင်းကမွန်းနေလို့တငယ်ချင်းတယောက်ကတငယ်ချင်းမင်းရေးစားတယ်ဆိုလို့ငါစည်းပြည့်နဲ့ရေထုခဲ့တယ်ကွာဆိုဒီစကားပဲလို့မယ်မဖြစ်နိုင်ပဲကိုစည်းပြည့်ရေထုလို့မဖြစ်နိုင်ဘူးဒီလေသစ္စာမသိပဲနဲ့သောတာပန်သရဂံအနာဂံဖြစ်ခဲ့ပါတယ်ဆိုရင်မယုံမှနဲ့တဲ့မသိလို့ပြောတိုင်းလည်းဖြစ်ရမယ်တဲ့လိမ့်ပြောတာလည်းဖြစ်ရမယ်တဲ့ဟောရှင်းရတယ်နော်တခါတယောက်တော့လက်သမားဆရာကြီးတယောက်ကကျုပ်တိုင်းတော့မထူရသေးဘူးထုတ်ပတ်တော့ရောက်ပတ်တော့ရိုက်ခဲ့ဖို့ဆိုဒီစကားပါတယ်မဖြစ်နိုင်ပဲဟုတ်ဒီလိုသစ္စာမသိဘဲနဲ့သောတာပန်သရဂံအနာဂံယန္တာဖြစ်ခဲ့ပါတယ်ဆိုရင်တဲ့ဒီစကားပဲနဲ့လို့မယ်မယုံမှနဲ့သဘောပေါက်ပြီနော်ဒါသစ္စာနောက်ဆုံးမုံဝင်တရားလို့မှတ်ရမှာနော်နောက်ဆုံးသစ္စာနဲ့ပဲခင်ဗျားတို့တခါတည်းစကားမှလဲစားတာသစ္စာသိပြီးတော့မှအိမ်ပြန်မှုကျွတ်တို့အတိုက်တွန်းရမယ်သစ္စာမသိသေးရင်တော့မပြန်နဲ့ကျွတ်တို့သွားရကိုလိုက်ခဲ့လို့ခေါ်ရမှာပဲလိုက်နိုင်ပါမလားဟုတ်ပါမလားခင်ဗျားတို့ခေါ်တဲ့လူကတော့ခေါ်မပြောလိုက်ပါမယ်ဟောသဘောပေါက်ကြမယ်ဟိုသစ္စာကသိအရေးကြီးတာဥပမာကျွတ်တို့ကိုယ့်ရဲ့မယားကယောဂဗျာတိရာလို့သေတကောင်ပေါင်းလဲဖြစ်လို့ကြည်နေလို့အသက်ဆယ်နေရရင်တဲ့သစ္စာမသိသေးတဲ့ပုဂ္ဂိုလ်ကအဲ့ဒီမယားနာမနေပါနဲ့တဲ့သစ္စာတရားကိုသိအောင်သွားပြီးနာပါအထုပါဦးဟောကဲမိမ
သိမှုသိနေတယ်မနေရဘူးတဲ့သစ္စာမသိသေးရင်ရှင်းရပြီနော်အဲ့တကားတဲ့ကိုတကားကြီးတယောက်ကသိမလို့မျက်ဖြူဆိုင်နေပေါ့ကိုကလည်းသစ္စာမသိသေးရင်တော့အဲ့ဒီတကားကြီးနာမှာမနေပါနဲ့တဲ့သစ္စာသိအောင်သွားလုပ်ပါအောင်တဲ့ဘာသစ္စာမသိပဲနဲ့လို့ရင်ကိုကလည်းအချိန်မျိုးသိချင်းသိမှာကိုသစ္စာမသိမဲနဲ့သိတဲ့လူကတော့ဒုက္ခကအလွယ်လို့ဘာမှမရဘူးတဲ့ဥပမာတယောက်တို့တကားတယောက်ကကြုတ်လာလျှောက်တယ်ဆရာတော်တပည့်တို့သစ္စာတရားနာကြမှာတယ်ဗျာသစ္စာတရားဟောတော်မူပါလို့လျှောက်တော့ပေါ့ဗျာလျှောက်တော့ကျုပ်ကတကားကြီးသစ္စာတရားတော့ဟောတော့ဟောပါမယ်ဒီလူတော့ဟောလို့မရဘူးခင်ဗျအသက်တရားနေရမယ်ဆိုရင်အသက်တရားပြည့်ကနီးအထိနေ့တိုင်းမနေ့လှမ်းတဲ့အချက်300နေ့လေလှမ်းတဲ့အချက်300ညလှမ်းတဲ့အချက်300ဒီနေ့လှမ်းချက်ပေါင်း900ခင်ဗျရင်ဘတ်ကိုထိုးမယ်အဲ့လိုထိုးပြီးမှကျုပ်သစ္စာတရားဟောနိုင်မယ်လို့ကျုပ်ကဈေးကန်လိုက်တဲ့ပေါ့ဗျာဈေးကန်တော့သစ္စာနာခြင်းတဲ့လူကအရှင်ဗျာဒီနေ့လှမ်းချက်900ဘယ်လူခံမလဲသစ္စာတော့နာခြင်းမရဲ့လှမ်းတူးမခံဝလို့တပည့်တော်မနာတော့ဘူးနောက်ဆိုသွားတယ်ပေါ့အဲ့နောက်ဆိုတာသူသစ္စာသိပါမလားမသိပြီမဲ့ဒီနေ့တော့သိမှာပဲကိုဒီနေ့တော့သိမှာသစ္စာမသိဘဲနဲ့သိတဲ့အတွက်အဲ့ဒီပုဂ္ဂိုလ်အပေကျသွားတယ်ဟောရှင်းရပြီနော်ဒါကနောက်တစ်ယောက်ကလာပြန်တယ်ဆရာတော်သစ္စာဟောသမှာပဲကဲဟောမယ်သူတို့လန့်ချဲကူရတော့ထူရလိမ့်မယ်ကျုပ်ကပြောတယ်ပေါ့လေမှန်ပါတဲ့နောက်လာတဲ့လူလန့်တနည်းအချက်ပေါင်း900အထူခံရမယ်ဆိုတော့မဖြစ်နိုင်တာအမှန်ပဲဒါပေမဲ့အဖေကဒီကနေ့မှာတော့ငါသားကြီးသစ္စာတရားများခေါ်မဲ့ပုဂ္ဂိုလ်လှမ်းနေထူရမယ်ဆိုရင်ဈေးပစ္စည်းနဲ့ကွာလှမ်းထုကနာလိုက်လို့အဖေကမှားသွားတယ်ကဲအဖေစကန်တာတော့တပည့်တော့လှမ်းထုခံမှာပဲအရှင်မြတ်လှမ်းနေထူသစ္စာတော့ဟုတ်ပါဘူးဒီတော့ကျုပ်ကဒီနေ့လှမ်းချက်ပေါင်း900ထူမှာပေါ့နေ့ချက်ပေါင်း900ထူတော့ကဲလှမ်းတန်ရနဲ့မသိမရှင်ဖြစ်နေပြီကဲဒီတော့မှကဲတကာကြီးကျုပ်လှမ်းယူရတော့မယ်သစ္စာလည်းဟောတော့မယ်နာတော့သစ္စာဟောတဲ့ပေါ့ဗျာဟောလိုက်လို့လန်ဒန်ကြီးသူသစ္စာသိသွားရောလန်ဒန်ကြီးနဲ့သစ္စာသိသွားအဲ့ဒီသစ္စာလည်းသိလဲဒီနေရာမှာသိမှာပဲဒီလိုသစ္စာသိလဲ तू ကနိဗ္ဗာန်ရသွားတဲ့သစ္စာသိလို့နိဗ္ဗာန်ရကဲလန်တို့မခံဝင်ပဲနဲ့သစ္စာမသိတဲ့လူကတော့ဘယ်ရောက်သွားလဲဘယ်ရောက်ကဲမိတ်ကြည့်လန်တို့ခံပြီးတော့သစ္စာတရားနာသစ္စာသိတဲ့လူသိလိုက်တော့နိဗ္ဗာန်ရသွားတယ်ကဲဒီတော့သစ္စာဆိုတာအဲ့ဒါတော့အရေးကြီးတဲ့တရားမို့လို့မမြင်မြင်အောင်ပြပါလို့ဘုရားနဲ့ဆရာသမားကကျွတ်တူဆုံးမတာနော်အဲ့တော့သစ္စာမြင်အောင်ပြဖို့ကလည်းခုနကပြောသစ္စာဆိုတာကသိဖို့ရအလွန်ခက်တယ်နော်မှန်ပါဗျာသိဖို့ရခက်တာကဘယ်မှာတုံးဆိုတော့ဘုန်းကြီးကျောင်းမှာဆရာတော်ကြီးနဲ့မြောက်ကြီးရှိကြတယ်ဆရာတော်ကြီးကသူကထိုင်လဲဒုက္ခထားလဲဒုက္ခသွားလဲဒုက္ခပါဇက်ကတတ်တဲ့ပေါ့ဗျာအဲ့တော့မြောက်ကြီးဟာဒုဆရာတော်ဒုက္ခတော်ကောင်းမွန်ကြတယ်ဒုက္ခသူအမြဲတမ်းပါဇက်ကတတ်နေတယ်ဒီတော့မြောက်ကြီးကဆရာတော်အဲ့ဒီဒုက္ခဘယ်ဟာလဲပြန်လာမှတွေ့တော့ဒီတော့မြောက်ကြီးဆရာတော်ကြောင့်မြောက်ကတိရစ္ဆာန်ဆိုတော့သစ္စာပြောလို့နားလည်မှာမဟုတ်ဘူးတဲ့ဒီကောင်ကဘယ်နဲ့မြင်အောင်ပြောရပါမပြောနိုင်ဘူးတနေ့လားမပြောနိုင်တနေ့လားမပြောနိုင်တော့မြောက်ကစိတ်မရှိဘူးဟောဒီဆရာတော်သစ္စာတကယ်ကောင်းမွန်ကြတယ်သူကဖွက်ထားတယ်ခါကနေ့တော့မတတ်နိုင်ဘူးသူအကြက်ကရမှာမြောက်ကြီးကဆရာတော်ကနေ့သစ္စာဟောရင်ဟောမဟုတ်ရင်ရှင်ပြလည်းပင်လေတပြည့်တော့ချိုးမှာဟောသစ္စာကလည်းမြောက်ကလည်းအပြူပြူလေးကိုဗျာဘုန်းကြီးကလည်းဆရာတော်ကအုပ်ကြီးကိုဗျာအပြူနဲ့အုပ်ဆိုတော့အုပ်ကပါလို့တဲ့ဟုတ်ကဲ့လားခင်ဗျားကိုယ်ကိုစားကြတော့အေးပြကြည့်ရအောင်ဟိုမြောက်ကလည်းပြူပြူရတဏ္ဍမမဲမြောက်ကြီးဗျာဘုန်းကြီးကလည်းအုပ်ကြီးဗျာကဲမပြောရင်လည်းလဲလေးချိုးမလို့မြောက်ကလုံနေပြီကဲအဲ့ဒါဘုန်းကြီးမကြောက်ဘူးလားကြောက်မှာလားစိတ်ညစ်လိုက်တာဒီကောင်သစ္စာပြလွယ်မြန်မာမှုဘယ်နဲ့လုပ်ပါနဲ့ကဲရေချိုးမလို့ဘုန်းကြီးကစေဝနာသွားပြီးတော့ရေးလိုက်တော့ဟိုမကြီးကိုင်းလေးကစုပ်ပနီကစွဲရင်တွေ့တယ်ကဲဒီကောင်တို့သစ္စာပြောမှဖြစ်တော့မှာဟေးမြောက်ကြီးမင်းသစ္စာငါပြမေးလာဟဲ့ပေါ့ဒီတော့မြောက်ကြီးကလည်းသစ္စာအကောင်းထင်အောင်လည်းပြုံနဲ့အတင်းပြေးလာတဲ့ကဲမြောက်ကြီးကသစ္စာသိကောင်းမဲ့ချင်းဘာလို့ပြေးလာလဲပြုံးပြီးတော့ခင်ဗျားတို့လည်းအခုကြည့်လေပြုံးနေကြတာပဲမပြုံးဘူးလားသမီးလေးမင်္ဂလာဆောင်ရင်လေသားလေးမင်္ဂလာဆောင်ရင်လေအသံကျက်စကိုလာကြီးသစ်ပင်ထိပ်ပြတင်းပြီးတော့ပြုံးသမီးဒုက္ခရောက်ဖို့ပြို့လို့
ဩရနဲ့အတူတူပဲဗျာအဲ့ဒါကျွတ်တို့ကအကောင်းထင်ပြီးတော့ပျော်ဝေးဒီစားဝေးဒီနဲ့မလီမင်္ဂလာမြတ်တဲ့ခါဆောင်လို့ရှိရင်ပတ်စံရှိသလောက်ကမ်းမာတွေငှားလို့အကြီးကျယ်လုပ်တဲ့လူမရှိဘူးလားဗျာအဲ့ဒါသမီးဒုက္ခရတော့ကိုပြတယ်ပွဲကြည့်တယ်ညံနဲ့ကြည့်ရင်ခင်ဗျားတို့ပဲကြည့်ပါလေဒီမှာငရကရုပ်တို့ကြည်လာတဲ့လူတွေပဲအခုတော့ကလွတ်လွတ်အသက်15နှစ်20တုန်းကလွတ်လွတ်လပ်သွားကြံသွားနေကြနေလို့ပြောနေလို့မရဘူးလားအခုနေလို့မရတော့ဘူးအင်္ဂါလူကမြေဆောင်ထိုးတော့မှာရှင်းရပြီနော်အင်္ဂါတက္ကမကထမင်းစံတော်ဆွဲတော့မှာကဲကျုပ်တို့ရှားတာတိုးအောင်ဒီလိုသွားနေဖြစ်ပါမလားမလာဘူးလဲလာမလားကဲအဲ့တော့ဒီဒုက္ခရောက်လိုက်တာကကိုတည်းစီပဲဒုက္ခရောက်ပါကိုတည်းစီဒုက္ခရောက်နေပြီရှင်းကြပြီနော်ဟိုကျုပ်တကယ်ချင်းတယောက်ဖြစ်တယ်ဗျသူကတယ်လီဖုန်းနဲ့လမ်းဆက်တယ်သူကအရင်အိမ်လုံးကပျက်စီးသွားတော့တော့နောက်အိမ်တော်ပြုတာကိုကျုပ်တို့ကသူ့ချိုးရမင်းနောက်အိမ်တော်ပြုဖို့မစိမ့်ဘူးနဲ့နော်ကလေးတွေနဲ့ကောင်းကောင်းမွန်ချမ်းချမ်းနေပါကွာဆိုတော့ဟုတ်ပါနဲ့သူကတွေးလို့ပြောတာပေါ့လေနောက်တော့မိုးဖူမိမရဖို့တယ်ဟောကျုပ်ကြဒုက္ခတော့ရောက်ဖို့လို့ဒီကောတကယ်တနည်းအရှင်ဘုရားတပည့်တော်အရှင်ဘုရားစကားနားမထောင်လို့ဒုက္ခရောက်နေပါပြီတဲ့မင်းရောက်မှာဘောကိုလည်းငါစကားမင်းကနားမထောင်ပဲကူလို့အထက်တန်းနဲ့အောက်သားကလည်းပါသေးတာကိုဗျအရင်မိမနဲ့ရတဲ့သားသမီးတွေလည်းပြီးဒီမိမလည်းသားသမီးကပါလာဆိုတော့ကဲခဲ့တော့စဉ်းစားကြည့်တော့ကဲဒီအိမ်တော်ပြည်လဲလူတွေပါမလားဗျာဒါပြန်နောက်မြမတို့တဆကိုလင်းဆုံးကိုမရဆုံးစိတ်မကူကြနဲ့တော့ဘယ်နဲ့တော့ဟောဒါကြတော့မပြောဘူးရဲတော့ဟိုလင်းနဲ့မရဆိုတာဘလူကအရင်သိမဲ့လို့မသိဘူးလေလင်းကလည်းအရင်သိရင်သိမှာမရကလည်းအရင်သိရင်သိမှာပဲအေးငါတို့ဘုန်းကြီးကတော့ပြောလိုက်တော့ကွာစိတ်မကူတော့ဘာဘယ်နဲ့တော့လောဘသရာဥဆရာကြီးရရှင်းကြပြီနော်ဟုတ်ကဲ့များတို့မသိခင်ကတဏှာလေးနေလို့ရှိသေးတာဟုတ်ဗျာဒီအလောင်းမအိမ်ဘောကမချသေးဘူးလေမျက်နှာကျတဏှာကမှုဟောနောက်ကမျက်စပြည့်ပေါ့ကြောက်စရာမကောင်းဘူးလားဗျာကဲဒီတော့ကျွတ်တုဖြစ်စဉ်တတ္တဝါတွေကအလုံးကြောက်စရာကောင်းတဲ့ဘဝဒီလင်းဒီမယားတွေ့ပြီးကမှဒီဒုက္ခရောက်တဲ့အထက်ကနေဒီမယားကပြည့်စည်စွာနောက်မယားလာတော့ဒုက္ခတစ်ခုရောက်လာပြန်ပြီဒီလင်းကပြည့်စည်နောက်လင်းလည်းဒုက္ခတစ်ခုကရောက်လာပြန်ပေါ့အဲ့တော့ခင်ဗျားတို့ကျွတ်တဲ့တပင်လဲမှုတပင်သူဆိုတာလောကမှာအလွန်သာဆတာဗျာတပင်လဲမှုရအောင်ကြက်သွားမပြေဘူးကိုယ်ရင်ကြလေးနေမှာဟုတ်ဗျာသဘောပေါက်ပြီနော်အဲ့တော့ငါတို့သစ္စာမသိတဲ့ဒုက္ခတွေတော့ပင်လဲဝီဖို့ဆိုကိုဆုံးမကြပါကိုဆုံးမရမယ်သဘောပေါက်ပြီနော်အဲ့သစ္စာမသိတော့တပင်ထူလိုက်တော့နောက်ဒုက္ခကဂုတ်ဘခွတ်တက်တော့တာပဲဗျာမတက်ဘူးလားသက်သက်အောင်မလီနောက်အိမ်တော်နဲ့အိမ်တော်လေနောက်အိမ်တော်ကပိုးနိုင်မှာအရင်အိမ်တော်ကနိုင်မှာမဟုတ်ဘူးရှင်းရတယ်နော်ကဲတော့တကယ်လို့များအကြောင်းမတော်လို့လင်းပဲပျက်စီမရပဲမျက်စီပျက်စီတော်ပြီတံပြီသူဆရာတော်ပြောလိုက်ပေါ့ဘယ်နဲ့တော့ကြည်စံမီးရည်နဲ့ရင်းစလို့ဖြစ်သွားသဘောပေါက်ရင်တော့တချို့ကပြောသေးဗျဟိုကျွတ်တူဖတယ်ရှိတယ်ဗျဥဖို့ရတယ်သူကပထမကျွတ်တူအမေကြီးဆုံးရောဆုံးတဲ့သူကနောက်ထပ်သူကအိမ်တော်ပြုကျင်တာဟုတ်ဗျပြုကျင်တယ်သူကတောင်ရှိပစိုးလေးသူကတပြပြနဲ့ပိုးလုံငလေးထုတ်ဖို့ဗျရွာလေကသူကအမြဲတမ်းလမ်းလျှောက်တယ်ဘာတော့မငြိမ်ဘူးဟေ့ဟုတ်လားသူကနောက်အိမ်တော်ပြုကျင်လာတာဟုတ်ဗျဒီတော့မင်းတို့ကွာဖာအတွက်တာဝန်ခံရမင်းတို့မလဲဒုက္ခငါတာဝန်ခံမဲ့လူတို့ရင်ရှားမရှိမယ်တင်တယ်ဟောလို့ပေါ့ဗျာဟုတ်ကဲ့ဘုရားလူခက်တဲ့ဒီတာဝန်လေးကနည်းနည်းလေးသမင်းလေးခူးကြည့်တာခဏရဲ့ဗျသူ့အတွက်မိုးတာကသမင်းခူးတာတည်းဆိုမယ်မဆိုဘူးလားဗျကဲအဲ့ဒါသမင်းခူးကြည့်တာလေးအရသာယူပြီးတော့နောက်အိမ်တော်ပြုတဲ့လူကတစ်မျိုးဒီလိုကမရှိဘူးလားဗျဟိုလက်လွန်ပြီးရင်တော့လည်းမတတ်နိုင်ဘူးပေါ့လက်မလွန်သေးရင်တော့သတိထားကြရမှာနော်ဘယ်နဲ့တော့ဟိုမြစ်တာနဲ့ပြောတာမှယင်နေခဲ့ရတာဟောသဘောပေါက်အဟုတ်ပြောတာခင်ဗျားတို့မတွေ့သေးလို့တွေ့ရင်ခင်ဗျားတို့မှတကယ့်ကိုတပင်လဲမှုတပင်သူရဒုက္ခရောက်တာပဲဟုတ်လားလို့နောက်တော့တကယ်လို့များပြည့်စည်ပြည့်ရည်တန်နေငါအရင်ဟာလို့တော့ကောင်းမှာမဟုတ်နောက်ဟောတော့မလို့ခြင်းဘူးဘယ်နဲ့နောက်တော့ဟောတရားမှမပြောဘူးကြည်စားခင်ဗျားတို့ကိုလုံးတိုင်းမင်းပြီးတော့ဘုန်းကြီးညှိပြနေရတယ်ခင်ဗျားတို့သဘောပေါက်ကြပြီနော်ဘောဟုတ်တယ်စဉ်းစားပါပြီးတော့လေအနိစ္စဆိုတာကစိတ်ချရတာမဟုတ်ဘူး
ကူကရင်လည်းအရင်သိချင်းသိမှာသူကရင်လည်းအရင်သိချင်းသိမှာအောင်မတနည်းတဲ့သေးတာကျုပ်မတွေ့ဘူးတယ်ဗျကျုပ်ဘူးအိနဲ့ဘွားဤတနည်းတဲ့သေးတာဗျာအဖွားကြီးကမနဲ့လင်းစားသေးတယ်ဟောအဖိုးကြီးကဆွမ်းဝင်လာကြသေးတယ်ဗျာဟိုမသားလုံးတော့တနည်းတဲ့တပြိုင်နည်းချလိုက်ရတယ်ကျုပ်ဘာနဲ့အမေကြီးကဲဒီလူဆိုရင်ဟုတ်တော့ဟုတ်သေးတယ်သိတယ်တနည်းတဲ့တပြိုင်နည်းသိတာဟိုနာကြီးပဲချတယ်ဗျာသိလားတကယ်တွေ့ခဲ့ဘူးလားသို့တော့ဒီလိုအဖြစ်မျိုးကများမလားရှားမလားအေးဒီတော့ဘာပဲဖြစ်တပင်လဲမှုတပင်ထူးဆရတဲ့ဖြစ်လိုက်ကြပါတော့ဒါကိလေသာကထွက်လာတဲ့အတန်တော့တပင်လဲမှုတပင်ထူးဆရဘယ်ကထွက်လာတာအေးဒါကိလေသာကထွက်လာတဲ့အတန်မို့ရောင်းရမလိုက်လိုက်ကြပါနဲ့လဲရင်တော့ခင်ဗျားတို့လေပင်ကျူးတက်ဆွဲတာကမနေဦးမှာနော်ရှင်းရပြီနော်အဲလေပင်ကျူးတက်ဆွဲတယ်ဆိုတာပေါ့ဒီနောက်အိမ်တော့ခိုင်းတာဘူးပဲဘလောက်ပဲဘလောက်ပဲမထနိုင်မိတ်ကြည့်ပြီးတော့လို့ရတာပဲမလို့ရဘူးလားအဲလို့ရင်ကောင်းမလို့ကောင်းမနေရပဲဟုတ်အဲ့တော့နောက်အိမ်တော့ငါဘလောက်ပဲစူတာဆောင်းတာဆဲတာစူတာနေကိုကနေမကောင်းလဲမနေနိုင်ဘူးလို့ရမှာပဲအဲအဲ့ဒီတော့နောက်အိမ်တော့ဆိုတာယောက်ျားပဲဖြစ်မိန်းမဖြစ်ကိုအတွက်တော့ဖြင့်ဒုက္ခရောက်တာအမှန်ပဲဆိုပြီးတော့နောက်အိမ်တော်လေးတော့တကယ်လူများပျက်စီးစိတ်မှုရနေတော့စိတ်မှုတော့ခင်ဗျားတို့ကိုတို့ကခေါ်ကြွမှာလားဖေဟောလာရင်လာအောင်ပါဟုတ်ပါတယ်တကယ်လူကျွတ်တို့ရေးစားလာခဲ့ပါခင်ဗျားတို့သမင်းတော့ကြွပါမယ်တနတ်တော့ဟုတ်ရေးစားမှလာလူအကုန်ကြွတာပါတကယ်ခင်ဗျားတို့ရေးစားမှလာတဲ့လူတွေအကုန်မသူမဆိုဟောမနဲ့အာယုန်တဲ့ကြီးမောခေါ်သွားအာယုန်စားတနတ်ကြည့်တယ်နောက်တော့နေ့လေ7နာရီလောက်ပြကြီးမောခေါ်အကုန်လာစကြွတယ်ဟိုကျုပ်ကြောင်းမှလည်းဥစဉ်ကဟို15ပါး20လောက်ရှိတော့သူတို့ဆွန့်ခံရတာဟုတ်သူတို့ခံတဲ့ဆွနေကတပုတ်ကြီးကျွတ်တို့မှအများကြီးအဲ့တော့လာတဲ့ဧည့်သည်တွေတော့ဟိုကောင်းတာမကောင်းတာတော့မတတ်နိုင်ရွံ့အောင်တော့ကြွတာပဲသဘောပေါက်ပြီနော်အဲ့တော့အိမ်များတကယ်လို့စူးစိုးဆောင်းတော်လို့ရင်တော့ရေးစာပြေးကြကြဟုတ်တကယ်ပြောတာပါပြီးတော့ဟိုအိမ်ရောက်ရေးစာရောက်တော့လေဇီစာတော့မကြောင်ရဘူးနော်တချို့အိမ်ကျရေးသားဇီစာကြောင်းတဲ့လူလည်းအများကြီးဖြစ်နေတာဗျာသဘောပေါက်ပြီနော်ဇီစာကြောင်းနဲ့ကျုပ်ကအိတ်တော့ကျုပ်ခန့်တဲ့ကျုပ်အိတ်တာပေါ့လေသူကချင်းကမိတ်တယ်လေကျုပ်ကောင်းရင်ကလာအိတ်တယ်ပြီးပြီဗျာကဲတွေ့ရတဲ့အကျင့်ဖြစ်စီအကုန်တွေ့နေရတာပဲသဘောပေါက်ကြပြီနော်ကဲအဲ့ဒီတော့တို့သစ္စာမသိတဲ့ဖြစ်တွေကဖြင့်မတော်လဲလှုပ်တာပဲတော်လဲလှုပ်တာပဲသစ္စာမသိတဲ့လူကတော်တယ်မတော်တယ်စဉ်းစားတာမဟုတ်ဘူးသဘောပေါက်ပြီနော်ဒါကြောင့်သစ္စာများกว่าတဲ့ဘုရားကခိုးမဲ့လူကလှန်နေထုမှခိုးနေရမယ်ဆိုဈေးမရှိကြပါနဲ့တဲ့လှန်ထုခံနာကြပါသဘောပေါက်ပြီနော်အဲ့တော့အရေးကြီးတဲ့ဆိုတာသဘောပေါ်ရောပေါ့ဗျာသစ္စာကလည်းခင်ဗျားတို့ကြည့်လိုက်သစ္စာနဲ့16ချက်ဗျာခဏခုကျုပ်သစ္စာ16ချက်ကိုပြောနေတာဟောပထမသစ္စာမသိလို့လှုပ်တဲ့သမုဒိယသစ္စာနဲ့က4ချက်သမုဒိယသစ္စာလှုပ်တဲ့အတွက်ရတဲ့ဒုက္ခသစ္စာက4ချက်အဲ့ဒီတခါလေသစ္စာသိလို့လှုပ်လိုက်တော့မေဃသစ္စာက4ချက်မေဃသစ္စာလို့တော့နိရောဓသစ္စာနိဗ္ဗာန်က4ချက်ဆိုတော့လေးသစ္စာသစ္စာနဲ့16ချက်ဘုရားရှင်အမိန့်ရှိတာကိုအကျဉ်းချုပ်ဟောနေမှကြာမှန်ပါဗျာဆရာတော်ဘုရားကြီးအမိန့်ရှိတာကိုအကျဉ်းချုပ်ပြောနေတာနော်ပြီးတော့ခင်ဗျားတို့တတ်နေရင်မိုးကုတ်ဆရာတော်ကြီးကိုယ်တိုင်ဟောတဲ့သစ္စာနဲ့16ချက်တရားတွေကိုနာဖို့လိုမယ်ဗျာနော်အဲ့တော့နာယုံနေမကအဲ့ဒါစာအုပ်ဒီလေကျုပ်တို့အဖွဲ့ချုပ်ကထုတ်ထားတယ်သမုဒိယသစ္စာအနဲ့4ချက်စာအုပ်ရှိတယ်အဲဒုက္ခသစ္စာအနဲ့4ချက်စာအုပ်ရှိတယ်မေဃသစ္စာအနဲ့4ချက်စာအုပ်ရှိပါတယ်အဲကျုပ်တို့နိရောဓသစ္စာအနဲ့4ချက်စာအုပ်ရှိပါတယ်အဲ့ဒီစာအုပ်ဒီအဖွဲ့ချုပ်ကထုတ်ထားပါတယ်တတ်နိုင်ရင်ပင်ရင်ကျိုးကိုလည်းနားနဲ့အောင်တာပါမနားနိုင်အဲ့ဒီစာအုပ်ကိုတော့ခင်ဗျားတို့ဖတ်ဖို့လိုမယ်ဖတ်ဖို့လိုတော့ဖတ်တော့မှသစ္စာသိသွားမှာကိုသစ္စာသိတော့အပြိုးရလွဲသွားတယ်သစ္စာမသိလို့အလွန်အပြိုးရခက်တယ်ရှင်းရပြီနော်မိဘကဟောဒီနေရာဒုက္ခရောက်လို့မှကွာမလုံးနဲ့လို့ပြောရင်သာသမီးကလက်ခံခြင်းမှခန္ဓာစွလို့ရှင်လောက်တာသစ္စာသိတဲ့အချိန်ကျတော့အရေးပြအကောင်ထင်းသွားတာသဘောပေါက်ပြီနော်အဲ့ဒါကြောင့်သစ္စာများဘုရားရှင်ကပြောတာကသူဟောမဲ့လူကလမ်းနဲ့ထုတ်ရင်ဈေးမစစ်နဲ့ကွာတဲ့လမ်းထုကနားလိုက်ကဲအခုတော့ကျွတ်တို့ကခင်ဗျားတို့ကိုလမ်းနဲ့ထုတ်ရမှာဟောနိုင်ပါမယ်လို့များဈေးကြိုင်လာတယ်ဘုန်းကြီးကတော့ဈေးမကြိုင်ဘူးနော်ခင်ဗျားတို့ကဈေးစစ်တဲ့အကျင့်ကပါနေတာရှင်းရပြီနော်ဟိုဈေးစစ်တဲ့ဆိုတာ
ဒီသစ္စာမှမပြီးခင်ခင်ဗျားတို့ပြန်ပြီးလို့ရေစက်မှမချခင်ပြန်အဲ့ဒါသစ္စာဈေးစစ်တာပဲသဘောပေါက်ပြီနော်တချို့အောင်ခဏညပြီးဟောဟဲမဖြစ်ပါဘူးဆိုတော့တိတ်တိတ်ပုံအထုပ်ကလေးဆွဲပြန်တဲ့လူကရှိသေးဗျာအဲ့ဒီလိုများပြန်ရင်နောက်ကကျင်းနေတာလည်းရိုက်မဖြစ်ဘူးသဘောပေါက်ပြီနော်ဟိုတချို့ကတခါစကန်းဝင်လို့ကောင်းမှာပဲဆိုလာတော့ဝင်ကြတာဗောနောက်ဆုံးရဲမရှိခင်ကျွတ်တို့ကဲစကမ်းမှအသိလို့ရဲမရှိခင်ပြန်သွားရင်သစ္စာကြားရပါမလားကြားပါဘူးမကြားရဒီစကမ်းဝင်တာအလကားဖြစ်တာဗောနောက်ဆုံးသစ္စာကတရားကိုသိသိချာချာနာပြုပြီးတော့မှသစ္စာဉာဏ်ကိစ္စဉာဏ်ကတ္တဉာဏ်ကျွတ်တို့ကပြောမှာကိုအဲ့ဒီသစ္စာဉာဏ်ကိစ္စဉာဏ်ကတ္တဉာဏ်ပြောမိအခန်းကြတယ်ခင်ဗျားတို့ကတချို့ကမရှိဘူးပြန်သွားဟောနောက်ဆုံးပြီးကြတော့ပတ်မရတော့ဘူးဘယ်တော့ပဲအပြည့်ပြိုင်ပွဲမှာတာအထွက်ကနင်းလန်းငါလာအကောင်ပေါင်းတန်ကျူးစားပြီးပြီးခဲ့ပြီမဲ့ပန်းဝင်တဲ့နေရာမှာပန်းဆုလို့မရရင်ဒီပြိုင်ပွဲနိုင်မှလားရှုံးမှလားရှုံးမှာအဲ့တော့အပြည့်ပြိုင်တဲ့ပွဲမှာအသာအတွက်ကောင်းလို့နောက်ဆုံးပန်းရအောင်ဆွနိုင်မှဒီပြိုင်ပွဲနိုင်မှာရှင်းရပြီနော်ဒီမှာလည်းထုနေလဲစကဝင်ပါတယ်လို့လာဝင်ပြီးတော့သစ္စာကအလှည့်ကြတော့မရှိဘဲနဲ့ပြန်သွားရင်ပတ်မရဘဲနဲ့ပြန်သွားတာအတူတူပဲသဘောပေါက်ကြပြီနော်အဲ့တော့သစ္စာတရားဟောတဲ့နေကြတော့မကြနန္ဒကိုရင်မကပါဘူးကိုသားကိုသမီးတောင်မှအလုံးခိုးဖို့ကောင်းပါတယ်ဘာသစ္စာသိသွားဒီပုဂ္ဂိုလ်အဝိဇ္ဇာကဝိဇ္ဇာဖြစ်ပရိစ္ဆသမုပ္ပါအစကပြတ်သွားတယ်သစ္စာသိရင်ပရိစ္ဆသမုပ္ပါအစကပြတ်တယ်ဘာအဝိဇ္ဇာကဝိဇ္ဇာဖြစ်သွားတာကိုဒါအစကပြတ်တယ်ဆိုအလေလေးပြောစရာလူတော့သလားအဆုံးလည်းပြောစရာမလို့တော့ပဲမွေးတကောင်သုံးပိုင်းပိုင်းလဲဒီမွေးမကိုက်နိုင်တော့ဘူးပေါ့တကယ်လို့သစ္စာမသိရင်ဟောအစကလည်းအဝိဇ္ဇာပြည့်စရာသင်္ခါရလင်းလာမှာပဲအလေကလည်းတခါလေဝိရဏပြည့်စရာတဏှာလာမှာပဲနောက်ဆုံးလည်းကာမဘဝပြည့်စရာဇာတိလာမှာပဲသစ္စာမသိရင်သစ္စာသိလိုက်တော့မှအစကလည်းအဝိဇ္ဇာနိရောဓသင်္ခါရနိရောဓဟောဒါသစ္စာသိတဲ့ပုဂ္ဂိုလ်များသွားမယ်လားအလေကြလည်းကာမဘဝအကေကြပြောဝိရဏပြည့်စရာဝိရဏနိရောဓတဏှာနိရောဓဒါသစ္စာသိတဲ့ပုဂ္ဂိုလ်အလေကပြတ်သွားတာသဘောပေါက်ပြီနော်နောက်ဆုံးမိကြတော့နောက်ဆုံးမြတ်ဒုက္ခခန္ဓာတနိရောဓဟောတိဒါကသစ္စာသိတယ်လို့အဆုံးကပြတ်သွားတာဒါသစ္စာသိရင်ပရိစ္ဆသမုပ္ပါကြီးအစကပြတ်တယ်အလေကပြတ်တယ်အဆုံးကပြတ်တယ်ဆိုတော့ကဲဒီမွေကြိုက်လို့ရပါတော့မလားမကြိုက်ရမရတော့ဘူးဒီတော့သစ္စာမသိရင်တော့အစကလည်းပတ်မှာပဲအလေကလည်းပတ်မှာပဲအဆုံးကလည်းပတ်မှာကဲပတ်လိုက်တော့ဒီကျိုးကြီးတုတ်လို့ဒီကျိုးတို့ကြီးနဲ့ပတ်နေကြတဲ့ကလွတ်လွတ်လပ်လပ်သွားလို့ရပါမလားမရဘူးဟိုသစ္စာမသိတဲ့လူကလည်းအင်းကအလွန်အထွက်ခဲ့တယ်ရှင်းရတယ်နော်သူကအိနေသမျှသူကသစ္စာမသိလို့ဒုက္ခလို့ထင်နေတာကိုဩမြည်လေးရေကုံကမချရင်သမီးလေးတခါလက်ကဆွဲလို့အမလေးမိမအများမြတ်တော်မကကြည့်လို့ယောက်ျားများအမလေးအမြဲလုံးဆွေးကြည့်လို့အမျိုးမျိုးအပြန်အလှန်ပေါ့ဗျာဒါသစ္စာမသိတဲ့ပုဂ္ဂိုလ်တွေလုံနေတာဒါသစ္စာမသိလို့ကြည်နေသိပလားသစ္စာမသိကြည့်တယ်အခုပဲစားရတော့မှလူသစ္စာမသိကြည့်တယ်လူကလေသစ္စာသိတဲ့လူကတော့ဩဝေလူနေဒုက္ခကအလွယ်လို့မဟုတ်ပါဘူးဆိုတော့ဟောသစ္စာမသိတဲ့လူကြည့်တယ်တန်ဝိကရသွားတာသစ္စာမသိဘဲနဲ့ကြည့်လိုက်တော့ကိလေသာတိုးတာသွားတာရှင်းရပြီနော်ကိလေသာတိုးတာနဲ့တန်ဝိကရတာဘယ်ဟာကောင်းမလို့ဒါသစ္စာမျက်လုံးနဲ့ကြည့်မှတန်ဝိကရမှာသစ္စာမျက်လုံးနဲ့မကြည့်မနဲ့ကိလေသာမျက်လုံးနဲ့ကြည့်ရင်တော့တန်ဝေကမရတဲ့အပြင်ကိုဟောကိလေသာကျိုးတွေအထက်ကိုပတ်သွားတော့မှာရှင်းရပြီနော်ဒါကြောင့်သစ္စာသည်အလွန်အရေးကြီးတဲ့တရားမို့ဘုရားရှင်ကလန္တုခနာပါလို့ဘလောက်ပဲပြောကျွတ်တို့ကလန္တုခလမ်းနဲ့ထူရမှာလို့ဈေးမကင်ပါဘူးအားလုံးကိုချော့မော့ပြီးတော့သစ္စာရေးတိုက်တော်မှာပါရှင်းရပြီနော်လိသစ္စာပါတယ်မသိတာဥပင်ချမ်းကြောင့်ပြင်မသူလူအချို့မှာပူ၍မဆုံးနဲ့တခွင်းရဲ့တစွန်းတော့ကိုယူတတ်ခြင်းမှလူမိုက်မောင်ပွာလာတို့ကိုတဏှာယူမဆုံးဆိုရှိเสียတော်ကြီးများကျွတ်တို့ဆုံးမသွားတယ်မှန်ပါဗျာလူမိုက်ဒီဟူတဲ့သစ္စာတရားဖြင့်တခွန်းလောက်ခုတ်တဲ့တစွန်းလောက်တော့တိုက်ခြင်းပါတယ်သစ္စာကြီးဝင်နေရောက်သွားရင်လေအပူလုံးကြီးကျသွားတာသစ္စာဝင်နေရောက်သွားရင်အပူလုံးကြီးကျ
this I'm a Didicala Balunga. Camaro, a declaration, Lemon and a common gadget, Abula Gulon, Abudi Twelama, yeah. But whenever this I'm the Abu down it. Oh, this I'm the Shula Shell, the League, Abudi Twella, oh, Badi Twella, these are the 2 days, Lubama Abu Jam Shibu, oh, Time this are the easy Mujibula. Time Landugan, I was Zagadi, Chin Yomala, Amayomala. And these are the Oluba, looking at the Joe Bido, Nepin Yado Juduga, Manet, this Anya, Kisanya. Now, so this Anya, Kisanya, Kadanya, is a chabimele. A Kadanya is a chabile doma. Who would that good to pay Peter, load the good to the Alo Niva Yome good to Pidome? A Kadanya open a judo at Tama, the Karakili, the Unita, is a chabile, you know. Chabi is me, I said, he took a yomete dolime. Sinabi, no? This Anya, Kisanya, Kadanya, Kadanya, Mammy of your Biro. Is a chabile, no, this are the is a chapite, Tamuria Malavene, Megalarome. These are the is a chay Megalame. This are the when is a chay, Tamuria Lame. Shimi, no? Elajan Babe, Buddha Bada Suraga. You do Dana at Nabine Laulube, Dana Nebura Badaga, Duelu Shiara. Well, Jerry Buddha Bada, Dana, Judah, this are Judah, Dana Madalene, Tanyamale Chandalu. Now so we neighbor Yometana Pitome. This is Amazon Buget or Tanyamale Chalaba labor. Now so we Dimadala Metata had a good Pitome. Sinabi, no? Having very low, this are the low for Edi, Majibula Jida. Tajan Kudi Magabu, Pulling, Kumea Kuta Kutumile, the Olubu, Lulu, Kura Dilu Kulinga, but the Chinja Kulinga Ngoma Suma. The Boba, no. Kura Dilu Kumea, the Gumiagabare. Ngoma only do Ruita, Toilet, Kanagana. Oh. Mimagale Caru Tamunan Zabra, Canada Panone, Sonia Somavia. These are Madian, these are the Yavia, these are the Mima, so you know. Tonton Yamia, Yiza Tomat, these are the Ijan Lamasu, these are the Ijan, you know. Who lay out cooling Gumia, let them have war. Sinabi, no? These are the easy. Alone Gidia to Piachinga. These are Madiman, Lubimia, Vediama, Mayabulu, Malabahare. Oh. These are the Lubianole. Loda Banga Sataraga Anagayanda, Mucha Kanamaja, Pimelu Majare. Oh, and these are the men look at the Diayabama. These are the Lula Didiam Yaula Yamana. Erajan do a Yijilu Kani. These are Yijibungu. Kanyado Diom Yoni de Omijavaro. The Boba, we know. Tayangaru, these are her, do it, Moon Dia. These are the Majudan with the Apide. These are Velue Naya, Velue Yua, Maya, Maya, Name Sure Sanali, Mimi Tabu at there. Sinabi, no? These are the Asuragale, Alun Hobu, Luira Mokuya, Mogusaro Piagine, Duima, Vejidua. These are the Gachayara. Oh, Karanga, Minuko, Jana Bujakwa, Dilasonyaqua, Udulu Kona, Macona, Lumacone, Macona Lucone, Era Lujakwa neve. Tia never do Nare Machina Jayara. Kuramugu Saro Piagine, Duila Doma, Dati, Uma Pupion Pulu, this are Umamium Yalu. Chudu Biola, the Sansa Jimugus and Duila, or Shipjaka Batissa. Era Kano Kangolo, di Tane Duida. And you know what you do at this are the Wujaro, Lemayama Bile and Toka, Vile Duka, or Dadami Malima Toka, Dadami Lima Duka, or Muliji Limaya and Toka, Muliji Yaye, Duka, or Toka and Duka, Palom Lepini. Signavino, Tamus Yabrina de Lor, Toka Suraga, Muimashilu, Muishilu, Mofu, quiet, Pibi Pianilu Duka Bade, or Pibi Pianilu, Duka. The Ayinonga that you do digger. But the who Ayinonga, we may see what Tokalu did. Oh, Linnet assembled Bibianilo, Tokalu Maja. Time Eddie Fibiagia, senior than let Fibido, and the tea let Fibido, the Rounders and Nala let Fibido, Miniso let Fibido,
ဒါပြင်အကုန်လုံးဘာသစ္စာတော့ဟောကြည့်ဒါကဒီမှာပြောတာဟိုကြတော့ဟိုရဲ့အိမ်ကအမလီတိုက်နဲ့ဒါနဲ့စိနဲ့ရွှေနဲ့ကားနဲ့အမလီကောင်းကောင်းမွန်မွန်ရင်ဝစ်စားလို့တွားလာမြဩသူတို့များတော်လိုက်တာသူများအကျိုးကြီးကညှမ်းလိုက်တာဘယ်တော့ဟိုရှားထွက်နေခဲ့တော့မြင်တာမဟုတ်သဘောပေါက်ပြီနော်တချို့များတက်ကြည့်လေသူသစ္စာမသိတော့အိမ်မှာလင်မယားတော်မှာပြေးလေတာမဟုတ်ဘူးတချို့ကတက်ကြည့်မှုကနီးဆောက်လို့နေတော့နေတာပေါ့လင်မယားတည်တာမဟုတ်ဘူးအဘောဓရံဖြစ်နေကြတာရှင်းရပြီနော်သစ္စာမသိတဲ့စတုခစ်နေတာသစ္စာသိတဲ့ဘုရားကြတဲ့ရံပြူသွားတယ်သစ္စာသိရင်ပါတယ်ရံပြူတယ်သစ္စာမသိရင်ရံပိုးတတ်တယ်သစ္စာမသိရင်ရံပိုးတတ်တယ်သဘောပေါက်ကြပြီနော်ဒီတော့ကုလင်ရောကုမယာရောနှစ်ယောက်လုံးသစ္စာသိသွားတော့မှရံနေအကုန်လုံးပြူသွားတော့မှရံဆိုတာမတွေ့တော့ဘူးပေါ့အဲ့ဒါကြောင့်ဘာပဲဖြစ်ဖြစ်ကိုယ်လည်းသစ္စာသိအောင်ကုလင်ကုမယာလည်းသစ္စာသိအောင်ကိုယ်သားကိုယ်သူလည်းသစ္စာသိအောင်တော့ကျူးစားပြီးတော့ရိတာကိုစကန်းဝင်ခိုင်းပါရှင်းရပြီနော်အဲ့ရိတာစကန်းဝင်မှလည်းသစ္စာကိုကစကန်းတိုင်းတော့မှပြောချင်မှပြောတာနော်သဘောပေါက်ပြီနော်ကျွတ်တို့ကဒိဋ္ဌိဖြုတ်ယုံလေးနဲ့မပြီးသေးဘူးသစ္စာကိုမမြင်မြောင်ကျွတ်တို့ဘက်ကပြဖို့တာဝန်ကြတယ်တာဝန်ကြလို့ခင်ဗျားတို့ကလည်းသစ္စာကိုမသိသေးအောင်လုပ်ရမယ်တာဝန်ရှိလာတယ်သဘောပေါက်ပြီနော်အဲ့တော့ငါတို့အရေးကြီးဆုံးတရားကိုတော့ခဏဘုန်းကြီးဆုံးမနေဖို့လို့အဲသစ္စာသိပြီးမှတပည့်တော်များပြန်မှမယ်ဗျာလို့သစ္စာသိပြန်ကြရမယ်အဲသစ္စာသိပြန်တော့လေနိဗ္ဗာန်သွားတယ်နဲ့အတူတူပဲဒါအိမ်ပြန်တဲ့မတူဘူးသစ္စာသိပြန်တဲ့လူကလေအဲသစ္စာမရွေးနဲ့ပြန်လာတော့တေဥပြန်တဲ့ အတူတူပဲဗျရှင်းရပြီနော်ဒါသစ္စာသိဖို့အလွန်အရေးမကြီးဘူးလားမလေးသစ္စာနာကြောင်6တာပါရတယ်လှန့်တာပါရတယ်ခင်ဗျားတို့ကလည်းစိုးနေတာပဲသဘောပေါက်ပြီနော်သို့တော့ခင်ဗျားတို့ကတော့ကလေးတွေလည်းမဟုတ်တော့ပါဘူးကလေးတွေလားတော့ဆန်းကလည်းကိုလှအောင်စားခဲ့ကြတာကလေးတော်ကဆန်းကုန်မြည်လေးကြီးဖြစ်မှကြောက်ရသေးတယ်တချို့ကဆန်းကုန်ပြီးလူကြီးကတော့ကြီးလာလို့လေးနေတယ်ဒီသစ္စာလည်းဘာမှမသိဒိဋ္ဌိလေးပြုံးမှလည်းဘာမှမသိတော့အဲ့ဒါဆန်းကုန်မြည်လေးပဲရှင်းရပြီနော်ဒါပေမဲ့ဆန်းကုန်မြည်လေးဆက်ကြည့်တော့သိမှတော်မနော်လောဘပြီနော်အဆန်းလဲစားရလို့ကိုကြီးကိုမသိတော့အကျိုးများတဲ့ဂုဏ်ကြီးဖြစ်ရမှာကိုသဘောပေါက်ပြီနော်အဲ့ဒါကြောင့်တို့အတွက်ပထမဒိဋ္ဌိပြုတ်ပါနောက်သစ္စာသိမှသာလင်တို့လူဖြစ်ပေါ်လို့ကြွေးကြော်နေရမယ်သစ္စာမသိသေးလူမဖြစ်သေးဘူးလို့မှတ်ရမယ်သစ္စာမသိသေးရင်လူမဖြစ်သေးဘူးခုတော့ခင်ဗျားတို့ဘုခုံးနှစ်ဖက်ကြကောင်းပေါ်တော့လူတွေပဲပေါ့ဗျအခုလို့သစ္စာမသိပဲနေဆိုရင်အပေလေးပါကြသွားမယ်အဲခွေးတွေဝက်တွေဖြစ်သွားမယ်အခွေးတွေဝက်တွေဆိုလူလားတိရစ္ဆာန်လားဒါအခုတော့လူလို့တော့ပြောရသစ္စာမသိတော့ခွေးဖြစ်သွားတော့တိရစ္ဆာန်ခွေးနဲ့လူနဲ့ပေါင်းလဲခင်ရတယ်လူတိရစ္ဆာန်တွေပေါ့သစ္စာမသိခဲ့ရင်လူတိရစ္ဆာန်တွေနာအောင်ပြောရလားအမှန်မြောင်ပြောတာလားသစ္စာသိတော့မှလူတိရစ္ဆာန်အဖြစ်ကလွတ်သွားတယ်လို့ဝင်းမြောက်ဝန်းသာသဘောကျရမှာဗျသစ္စာသိရင်လူတိရစ္ဆာန်အဖြစ်ကလွတ်ပြီသစ္စာမသိသေးရင်တော့ဘလောက်ပဲခင်ရတို့စီစဉ်ဥစ္စာတွေနဲ့ခန်းနေတိရစ္ဆာန်နဲ့မချပါဘူးတိရစ္ဆာန်နဲ့ဟိုခင်ဗျားတို့အိမ်မှာမွေးတဲ့ခွေးလေးတွေကြောင်လေးတွေကြွက်ကလေးတွေလေသစ္စာဟောလို့နားလဲပါမလားဘယ်နားမလဲတိရစ္ဆာန်ကိုဗျရှင်းရပြီနော်ခင်ဗျားတို့ဟောလိုက်ရင်နားလဲမှာပါဟောလိုက်ရင်မလဲရင်တော့တိရစ္ဆာန်ပါဗျဘုန်းကြီးကတော့ကြမ်းကြမ်းပါမတို့ပြောနေတာပဲလို့မထင်လိုက်နဲ့နော်အဲ့ဒါတော့ပြောတာနော်ဘုန်းကြီးကလည်းဇကတ်တတ်တော့ဟိုကလည်းဒီကလည်းနဲ့သူ့တဲချုပ်မကင်မလားလို့မထင်လိုက်နဲ့နော်ဘုတို့ခင်ဗျားတို့ချုပ်ကြနေရတာလွယ်တာမဟုတ်ဘူးခင်ဗျားတို့ကလေးတွေတဲ့ချုပ်ကဆိုတာဒီနာသရွေးမထွင်ဆိုထွေချင်းထွေသွားတာဒီနာအမှန်ပြည့်ပြည့်ရှင်ပြည့်သွားတာလူကြီးဆိုမှဒုက္ခတာဗျဒီနာခင်ဗျားတို့အမှိုက်မပြည့်နဲ့ဟောဒီအမှိုက်ပုံထားတယ်ဟောအမှိုက်ပုံထည့်ခြင်းမှထည့်တာတနည်းပြည့်ရှင်ပြည့်သွားတာရှိသေးတာဗျကဲသဘောပေါက်ပြီနော်အဲ့တော့သူစီသူကနဲ့နေမှန်မှလူဖြစ်တာဟုတ်ဗျအဲ့သူစီသူကနဲ့မှမနေနိုင်ရင်တော့ဟုတ်ကျွတ်တို့ခွေးမြမစင်စွညစွန့်တယ်လို့ဖြစ်နေမှာပေါ့သဘောပေါက်ကြပြီနော်သူအပြစ်တီပြောတာလားမြင်အောင်ပြောတာလားအေးဒါကြောင့်ခင်ဗျားတို့အပြစ်ပြောဖို့တက်လာတဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူးခင်ဗျားတို့အတွက်အပေလို့ရနိဗ္ဗာန်ပို့ဖို့တက်လာတဲ့ဘုန်းကြီးတွေဖြစ်တဲ့အတွက်
춘제 machine 가로 렉하메를 주사래 잡아. 아 춘제고 미시구노. 온달로 묘라베 소리 물을라네로. 알롱고 주도 마비오네 비오네 주도 마네 주사 비로 그냥로 리단 투 안 주사야라 봐. 가이드게 자다 로엘라. 말외부. 우디 그 난투 안고 그냥로 별래 가이드마그리가디 소 그냥로 말래. This me on deity group or Biada Haga. I don't share Abia. I come out of the watch of Minaman twitching to Biadama way. The Minaman need to you in the deity at Bugamla. This I got the Bamla. Minaman need to do the watch I know can't took her to the me. The Gago Kanago Juduga, Yilu, Kanago, Lenu to Togago, Mamima Biadoma, or Tukanda, Bill Natoha. Kaya buku nyara mape yese yuma mira niseda kanda belu kaya milama. Wan niseda niseda kaya ruga tuji ne yama taji ne kuma niseda matine no. Kaya ru maluche me dagu luga yele niseda be. Maluche na luga rale niseda be. Kaya ru ku ima ku ingu yamaji takali inga uwe musho jemu chuara be. Amai mle jemu leara be. Daga Kanaga Niselu, Wishwara, Kanaga Niselu, Ameliara, Sinyavino, Era Judu and Niselu, Mitimu, Amiga kindly war, Amiga who are Nessa and other good Nisanivo, Tini da woo. The Wobino, Era Baby Siataman and Mivasura, Era Data Mipo, the way Boma, Alumida, the Gubeka, Woodiaji on Soviet Video. You hope you Biata need a you. Maya young you mark here do it. Lutheris and I feel losing the female Maya. Oh, I dig your horror, Maya young you are mano. Maya you might losing the feel, Trace and feel. Luby, Lecamo Capa. The Galu below baby, here young you do I know. Amy and the Trace and Yibian and do way. These are even a pianile. These are the Bianle Bianole, Balabe, a Juji, Bianini, a Ganji, Bianini, or do the Condo Niban, Biane Boku, Wumama walk. So what was Javino? And these are the Yimjula Giza. And Giza Luta, with a judo, Guy manager of this are the Yan, this are the home air, Gagani, Dimian and Naja Bangu.